အားလုံးပဲမင်္ဂလာပါဒီချဲကတော့ NIT College မှာ IT ဘာသာရပ်တွေကိုသင်ကြားပေးနေတဲ့ဒီချဲခိုင်ဖြစ်ပါတယ်ဒီချဲကဒီနေ့ဒီချဲ NIT College မှာတာဝန်ယူပြီးတော့သင်ကြားပေးနေတဲ့ Computer Network ဘာသာရပ်လေးရဲ့ဘာသာရပ်မိတ်ဆက်လေးကိုပြောပြချင်ပါတယ်Computer network ဆိုတာကတော့ဒီချက်တို့ဒီဆက်နဲ့တစ်ဆက်ပေါ့နော်ဒီချက်တို့ဒီ network တွေကိုချိတ်ဆက်ပြီးတော့ data တွေ information တွေကိုဘယ်လိုမျိုး communicate လုပ်နေလဲဆိုတာကိုဒီချက်တို့အသေးစိတ်လေ့လာရတဲ့ဘာသာရပ်ဖြစ်ပါတယ်အဲ့လိုမျိုးချိတ်ဆက်တဲ့အချိန်မှာဒီကျတို့တွေကလာဒီ device တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့အချိန်မှာကျတို့ဒီ wire နဲ့ချိတ်ဆက်မှာလား wireless နဲ့ချိတ်ဆက်မှာလားဆိုတဲ့အကြောင်းအရာတွေပြီးရင် wireless ပေါ်မှာဒီကျတို့တွေအသုံးချနေတဲ့ international standard တွေအကြောင်းတွေပြီးရင် device တစ်ခုနဲ့တစ်ခုချိတ်ဆက်တဲ့အချိန်မှာလိုအပ်တဲ့နောက်ကပေါ့နော် theory တွေအကြောင်းကိုလည်းဒီကျတို့တွေလေ့လာရတယ်သင်ယူရတာဖြစ်ပါတယ်နောက်ဒီကျတို့တွေကဒီ device တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်တဲ့အချိန်မှာဒီကျတို့တွေရဲ့ဒီ geographical area အရာ network type တွေကွဲပြားအကြောင်းတွေပေါ့နော် local area network ဆိုတဲ့အကြောင်းတွေ metropolitan area network အကြောင်းတွေ wide area network အကြောင်းတွေရဲ့ personal area network အကြောင်းတွေပေါ့ဒီချက်တို့တွေရဲ့ဒီချိတ်ဆက်တဲ့နေရာဒေသချိတ်ဆက်နိုင်တဲ့ geographical area ပေါ်မှာမူတည်ပြီးတော့ဒီချက်တို့တွေခေါ်ဝေါ်တွေဒါလေးတွေကိုလည်းဒီချက်တို့တွေလေ့လာရတာဖြစ်ပါတယ်အဲ့တော့ဒီချက်တို့တွေကဒီ network type တွေလို့ခေါ်တဲ့ခုနကတော့ပြောခဲ့တဲ့ local area network metropolitan area network wide area network personal area network တွေကိုဒီချက်တို့ကလေ့လာပြီးတဲ့အချိန်ကျရင် device တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်ပြီးတဲ့အချိန်မှာဒီချက်တို့ကဘယ်လိုမျိုး data တွေကို communicate လုပ်လဲဆိုတဲ့ theory တွေအကြောင်းကိုဆက်ပြီးတော့လေ့လာရတယ်အဲ့လိုမျိုးလေ့လာတဲ့အချိန်မှာဒါဒီချက်တို့တွေဟလာ network သမားတိုင်းဒီချက်တို့တွေအဓိကသိရတဲ့ဒီချက်တို့ OSI လို့ခေါ်တဲ့ဟလာ7 layer TCP/IP layer တွေဒါတွေနဲ့ဒီကျတို့တစ်ကမ္ဘာလုံး standard အနေနဲ့အသုံးပြုနေတဲ့ protocol type တွေအကြောင်းကိုလည်းဒီကျတို့ဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်အဲ့လိုမျိုး network တွေနဲ့ချိတ်ဆက်ပြီးတော့ဒါဒီကျတို့ကဒီ protocol တွေရဲ့အရေးပါပုံပေါ့နော်ဘာကြောင့်ဒီကျတို့တွေကဒီ network မှာ standard ဆိုတာတွေအရေးကြီးလဲဆိုပြီးတော့ဒါဒီကျတို့ကဆက်ပြီးတော့ network မှာအသုံးပြုနေတဲ့ protocol တွေနဲ့ standard တွေအကြောင်းကိုဒီကျတို့ဆက်ပြီးတော့လေ့လာရတယ်ဥပမာဒါဒီကျတို့ကဒီ wire network မှာဆိုရင် ethernet standard လို့ခေါ်တဲ့အကြောင်းတွေ wireless မှာဆိုရင်ဒါကျတော့ 802.11 တို့ 802.15 802.16 ဆိုတဲ့ standard တွေအကြောင်းပေါ့ဒီကျတော့ wireless local area network မှာဆိုအခုလက်ရှိဒီကျတော့တွေအသုံးပြုနေတဲ့ IEEE 802.11 ဆိုတဲ့ဒီ standard တွေအကြောင်းကိုဒီကျတော့ဆက်ပြီးတော့ကျတော့တွေလေ့လာရတယ်ပေါ့နော်အဲ့တော့ဒီကျတော့တွေကဒီ protocol တွေအကြောင်း standard တွေအကြောင်းပြီးလို့ရှိရင်ကျတော့ဒီ network ရဲ့တိစောက်ပုံတွေအကြောင်းခုနကတော့လို့ network type တွေအကြောင်းပေါ့အဲ့ဒါမျိုးတွေကိုလေ့လာပြီးတဲ့အချိန်မှာကျတော့ရဲ့ဒီ network မှာတော့ဒါနောက်မှာလေ့လာရမယ်ဆက်ပြီးတော့လေ့လာရမယ်ဒါကျတော့ဒီ security ဆိုတာကိုသွားတာပေါ့နော်အဲ့တော့ကျတော့ကတော့ဒီ network မှာသင်ကြားရတဲ့အပိုင်းကတော့ computer network ဆိုတာဘာလဲပြီး network type တွေကဘာတွေလဲnetwork တစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်တဲ့အချိန်မှာကျတော့ဘယ်လို protocol တွေလိုအပ်လဲအဲ့ protocol တွေရဲ့ standard တွေဆိုတာဘာလဲပေါ့အဲ့ဒါတွေကိုတော့ကျတော့ဒီ computer network အပိုင်းမှာအသေးစိတ်သင်ကြားရတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်